မင်းသိနိုင်ပါမလားကိုဟာလေနေ့ရက်တွေတိုင်းကိုမင်းရဲ့အမတ်တရားတွေနဲ့ပဲခက်ခဲစွာဖြတ်တန်းနေရတာလူတွေကြောင်းမှပြုံးနေပြီမဲ့ရှင်ထဲမှာတော့မင်းကိုလွမ်းနဲ့လိုင်းနှဘိုးတွေရိုက်ခတ်နေတယ်ဒီအလွမ်းတွေကိုမင်းစီအရောက်ပို့ချင်နေတယ်ကိုရဲ့တပ်ပြင်းချတဲ့တွေကမင်းရှိရာအရက်ကိုလေပြေအဖြစ်တိုက်ခတ်သွားရင်ကောင်းပါမယ်နော်ဒါဆိုရင်ကိုဘလောက်လွမ်းနေတယ်လဲဆိုတာမင်းသိလာမှာပေါ့ကိုဟာဖုံးစခရင်ဘော်ကမင်းရဲ့ပုံကိုငေးကြည့်ရင်ညတွေကိုကုံဆုံးတယ်မင်းနဲ့ပြောခဲ့ဘူးတဲ့စကားတွေကိုခါပြန်နေအောင်ဖတ်ရင်းနဲ့အထီးကျန်ခြင်းကိုအဖော်ပြရသူပါကိုလွမ်းနေတာကိုမင်းတစ်ချက်လောက်သိပေးရင်တတိယရဲဆိုတဲ့စကားတခွန်းမင်းစီကကြားလိုက်ရရင်ပဲကိုရဲ့ပင်ပန်းမှုတွေအားလုံးအိမ်မက်လိုပျောက်ကွယ်သွားမှာမင်းရဲ့ကဘာထဲမှာကိုအလွမ်းတွေနေရာရပါမလားကိုကတော့မင်းမရှိတဲ့ဒီဘက်ချမ်းမှာအလွမ်းနေနဲ့စစ်ခင်းနေရတာကြာပါပြီမင်းသိစေချင်တယ်ကိုရဲ့ရှင်တန်ခြင်းမှာမင်းဟာအသက်ရှူတန်ဖြစ်ခဲ့သလိုကိုရဲ့ပြစ္ဆုတ်ပံမှာလည်းမင်းဟာအမြဲတမ်းတန်းတနေရတဲ့တခုတည်းသောလွမ်းရသူပါ